ကောင်းသောနေ့ပါဒီနေ့လေးကတနင်္ဂနွေနေ့လေးဖြစ်တဲ့အတွက်ကျမတို့အများစုအတွက်တော့အားလည်းရလေးဖြစ်မယ်လို့ထင်ပါတယ်ဒီလိုနေ့လေးမှာကိုယ်စိတ်ကလေးကိုပို့ပြီးဂရုစိုက်ပေးပါနော်ကိုထိန်းချုပ်ကင်တွေလို့များတဲ့အရာတွေအတွက်ကိုယ်စိတ်ကလေးကိုပူလောင်မခံပါနဲ့နော်မိမိကိုယ်တိုင်ရဲ့ကိုယ်နှုတ်စိတ်ကြောင့်လည်းမိတူတဦးတစ်ယောက်မှမထိခိုက်ရလေအောင်မိမိရဲ့ကိုယ်နှုတ်စိတ်ကိုလည်းထိတ်သိမ်းဆောက်ရှောက်ပေးပါနော်ကျမတို့တွေအားလုံးဟာကျမတို့ပြုလိုက်တဲ့အကြောင်းတရားတိုင်းရဲ့အကျိုးတရားကိုကျမတို့ကိုယ်တိုင်မလွဲမသွေပြန်ကြားကြရပါတယ်။ဒါဟာလောကတဘာဝရဲ့အမှန်တရားတစ်ခုပါ။ဒါကြောင့်ကျမတို့မလွတ်လပ်တဲ့အကျိုးတရားတွေမခံစားရဖို့ဒီအကျိုးတရားတွေကိုဖြစ်ပေါ်စေတဲ့မကောင်းတဲ့အကြောင်းတရားတွေကိုမပြုဖို့လိုပါတယ်။ဥပမာပြောရရင်ဆံမွဲအောင်နေဆိုတဲ့အကျိုးတရားကိုလို့ကြည့်ရင်စာချစ်ခြင်းကျမရဲ့ဂရုစိုက်ခြင်းစတဲ့အကြောင်းတရားတွေကိုပြုရပါမယ်။ကျမတို့လိုချင်တဲ့အကျိုးတရားနဲ့သက်ဆိုင်တဲ့အကြောင်းအထောက်ပံ့ကိုကျမတို့ကိုယ်တိုင်ပဲပြုကြရပါမယ်။26ရက်10လ2025တနင်္ဂနွေနေ့ဒီနေ့လေးမှာကျမတို့တွေကိုယ့်ဘဝအတွက်တကယ်လိုအပ်တဲ့ကောင်းမွန်တဲ့အကြောင်းတရားတွေကိုပြုရင်တရက်တာလုံးအကျိုးရှိရှိနဲ့အေးချမ်းစွာအတူဖြတ်သန်းကြရအောင်နော်။